အလုံးကကျွန်တော်နာမည်ကတော့ငိုနေခဲ့ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးပါမှာကခုမှ Telegram ရှိရုံနဲ့ဝင်ငွေရအောင်ဘယ်လိုကျိုးမြင့်ရှာလေးရလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်အဲ့ရောတခြားအထွေထူးရမဟုတ်ပါဘူးဒီတိုင်းမုံနေရောင်းမယ် UC ရောင်းမယ်ပြီးတော့ social post နေဖြစ်တဲ့Telegram YouTube Facebook TikTok စတဲ့ view တွေ like တွေ follower တွေကိုရောင်းပြီးတော့ကိုယ်အတွက်ကျိုးမြင့်ဘယ်လိုရှာမလဲဆိုတာကျွန်တော်ပြပြပေးတော့ပါမယ်။အဲ့ဒါတွေကိုရောင်းဖို့အတွက်ကျွန်တော် Telegram လင့်ကိုတော့ဒီ video ရဲ့ description မှာချပေးကြပါမယ်။ဒီဟာတွေကိုကျွန်တော်ဥမာပေးပြပြရရင်ကျွန်တော် website တစ်ခုစာနဲ့ကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်ရဲ့ GB မှာ website တစ်ခုကို9850နဲ့ပေးလာပြီးတော့ brother တို့ကအဲ့ဒါကို6000တင်ရ6000နေရ6300လောက်ဒီတင်ရောင်းလိုက်ရတယ်ဗျာအဲ့ဒါဆိုရင် match brother တို့အမြက်ကရရှိမှာပါပြီးတော့ဒီ website တစ်ခုရဲ့မဟုတ်ဘဲနဲ့ diamond တခြားတော့ဆက်တလုံးကနေစပြီးတော့ diamond 1000ကျော်အထိကိုကျွန်တော်စီမရနိုင်တာမလို့ဒီဟာတွေကိုအမြက်တင်ရအောင်နဲ့ brother တို့အတွက်ဒါဝင်ငွေရရှိနိုင်ပါတယ်ဒီဟာရဲ့မှုပဲနဲ့ TikTok follower Telegram member တွေပြီးတော့ Facebook react day view တွေအဲ့ဒါတွေရောင်းချခြင်းဖြစ်နေbrother တို့အဝင်ငွေရရှာဖို့လေးရပါတယ်ကျွန်တော်စီမှာဒီ diamond နေဆိုရဘိုးစင်းနေ UC ပဲရရှိရပဲမဟုတ်ပဲနဲ့brother တို့smile coin တုံးတဲ့သူတွေအတွက် smile coin မှာကျွန်တော်တို့ကခုတ်တီရောင်းချပေးပါတယ်အဲဒါကြောင့် diamond နေ UC ရေဆိုရဘိုးစင်းနေကိုအမြတ်တင်ပြီးရောင်းချခြင်းတဲ့မျိုးတို့အတွက်ကျွန်တော်ရဲ့ Telegram GB လေးကိုjoin လုပ်ရပါပြီနောက်ထပ်လည်းဒီလို video လေးဒီပြီးတော့မှမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲပါပါမှာ